အားလုံးပဲမင်္ဂလာပါမိမိ crochet ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ခြေခံချီထိုးနည်းတွေကနောက်တစ်ဆင့်ဖြစ်တဲ့တိုင်လက်ထိုးနည်းကိုထိုးပြပေးပါမယ်တိုင်လက်ထိုးဖို့အတွက်အရင်ဆုံးမင်းတို့ကပုံမီတန်းလေးတွေထိုးလာခဲ့မယ်နော်ပုံမီတန်းလေးတွေထိုးပြီးလို့ရှိရင်အဲဒီကနေပြီးတော့မှတိုင်လက်လေးကိုစထိုးပါမယ်တိုင်လက်ထိုးဖို့အတွက်ပထမဦးဆုံးမင်းတို့ချီထွက်နေတဲ့အပေါက်ကလေးရှိတယ်ဒီချီထွက်နေတဲ့အပေါက်ကလေးကိုမယူဘူးဒီမှာတစ်ပေါက်နှစ်ပေါက်သုံးပေါက်ဆိုဖုံမီတန်းလေးအပေါက်လေးတွေထိုးလို့ရှိရတာရှိတယ်နော်အဲဒီချီထွက်နေတဲ့ဒီအပေါက်ကိုခြံလာခဲ့မယ်ပြီးလို့ရှိရင်ဒီတစ်ပေါက်ကိုကြော်ပြီးတော့မှဒီဒုတိယမြောက်ပေါက်ကနေစထိုးမယ်နော်ပထမဆုံးတိုင်လက်ထိုးဖို့အတွက်အပေါ်ကိုချီတပင်ရေးယူပါမယ်ချီဘယ်လိုရေးမလဲဆိုရင်အောက်ကနေချီလေးကိုအပေါ်ကိုရေးလိုက်မယ်လိမ်ပြီးတော့ရေးလိုက်မယ်ပြီးရင်လက်လေးနဲ့တို့ထိန်းထားမယ်ထိန်းထားပြီးတော့ဒီတစ်ပေါက်ကိုကြော်မယ်ချီထွက်နေတဲ့ပေါက်ကိုမရေးတော့ဘူးเนาะတစ်ပေါက်ကိုကြော်မယ်ဒီဒုတိယမြောက်ပေါက်ကနေအဲဒီအပေါက်လေးတွေကိုအထည့်မယ်အထည့်ပြီးချီကိုနောက်တစ်ခေါက်ပြန်ပြီးတော့ရှစ်ပြီးတော့အကောက်လေးနဲ့ဆွဲယူလာမယ်အထည့်ထားတဲ့အပေါက်လေးကနေပဲရေးယူလာတဲ့ချီလေးကိုဆွဲထုတ်လိုက်မယ်နော်ဒီလိုနေထားလေးရပါတယ်ဒီလိုဆိုရင်အပေါ်ကိုချီ3ပင်ဖြစ်သွားပြီအပေါ်မှာချီ3ပင်ဖြစ်သွားပြီဆိုလို့ရှိရင်အကုန်လုံးကိုတစ်ခါတည်းစုသိမ့်မယ်ချီလေးကိုရေးယူမယ်အကောက်လေးနဲ့ဆွဲပြီးတော့မှ3ပင်စလုံးရဲ့ပေါက်ကလေးကနေဆွဲထုတ်လိုက်မယ်ဒါဆိုရင်တိုင်လက်လေးတစ်တိုင်းရသွားပြီနောက်တစ်တိုင်းထိုးဖို့အတွက်ဒီမှာနောက်တစ်ပေါက်ထိုးမယ်ထိုးဖို့အတွက်ပထမဆုံးချီကိုရစ်ယူမယ်ချီကိုရစ်ပြီးသွားရင်ရစ်ထားတဲ့အတိုင်းလေးကိုဒီလိုလေးထိန်းထားမယ်လက်ကလေးနဲ့ဒီလိုနော်ဒီလိုလေးရစ်ထားမယ်ရစ်ထားတဲ့အတိုင်းလေးကိုလက်လေးနဲ့ထိန်းမယ်ထိန်းပြီးတော့မှနောက်တစ်ပေါက်ကိုအထည့်မယ်ဖုံမီလေးနောက်တစ်ပေါက်နော်ဖုံမီလေးနောက်တစ်ပေါက်ကိုအထည့်မယ်ထည့်လိုက်ပြီးချီကိုရစ်ယူလာမယ်ရစ်လိုက်မယ်အကောက်လေးနဲ့ဆွဲထိန်းလာမယ်အထည့်ထားတဲ့အပေါက်လေးကနေပဲဆွဲထုတ်လိုက်မယ်အဲဆိုရင်အပေါ်မှာချီ3ပင်ဖြစ်သွားပြီချီ3ပင်ဖြစ်သွားရင်တခါတည်းပြန်ပြီးတော့စုတိမ်ဖို့အတွက်ချီလေးကိုထိုက်ရစ်မယ်ရစ်ပြီးအကောက်လေးကနေထိန်းပြီးတော့ချီလေးကိုဆွဲယူပြီးတော့မှ3ပင်စလုံးရဲ့အပေါက်လေးကနေဒီဘက်ထိတခါတည်းဆွဲပြီးထုတ်လိုက်မယ်ဒါဆိုရင်တိုင်လက်လေး2တိုင်ရသွားပြီနောက်တစ်တိုင်တွားမယ်ချီကိုပထမဆုံးတရစ်ဆွဲယူမယ်ပြီးလက်လေးနဲ့ထိန်းထားမယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုအထည့်မယ်ပြီးချီကိုရစ်မယ်အကောက်လေးနဲ့ကော်ယူလာမယ်အထည့်ရတဲ့အပေါက်လေးကနေပဲဆွဲထုတ်မယ်ဒါဆိုရင်အပေါ်မှာချီတစ်ပင်နှစ်ပင်သုံးပင်ဖြစ်သွားပြီသုံးပင်ဖြစ်သွားရင်တခါတည်းပြန်ပြီးတော့စုသိမ့်ဖို့အတွက်ချီလေးကိုနောက်တစ်ခေါက်ထပ်ရစ်ပြီးတော့မှအဲ့သုံးပင်စလုံးအပေါက်ကနေဆွဲပြီးဒီဘက်ထိဆွဲပြီးထုတ်လိုက်မယ်နောက်တစ်ပင်သွားမယ်နောက်တစ်ပင်သွားဖို့အတွက်ဒီမှာဖုံမီလေးနောက်တစ်ပေါက်သွားမယ်နော်ဆိုရင်နောက်တစ်ပေါက်သွားဖို့အတွက်ပထမဆုံးချီကိုတစ်ခေါက်ရစ်မယ်ချီကိုအပေါ်မှာတစ်ခေါက်ရစ်ပြီးသွားရင်ရစ်ထားတာလေးလက်ကလေးနဲ့တူထိမ့်မယ်ထိမ့်ပြီးလို့ရှိရင်ဖုံမီလေးနောက်တစ်ပေါက်ထဲကိုအထည့်မယ်ထည့်ပြီးတော့ချီကိုပြန်ပြီးတော့ရစ်ပြီးတော့ယူလာမယ်အထည့်ထားတဲ့အပေါက်လေးကနေပဲဆွဲထုတ်လိုက်မယ်အပေါ်မှာ3ပင်ဖြစ်သွားပြီဆိုရင်ပြန်ပြီးတော့စုသိမ့်မယ်စုသိမ့်ဖို့အတွက်ချီကိုရစ်လိုက်မယ်အကောက်လေးနဲ့ဆွဲယူလာပြီးတော့3ပင်စလုံးအပေါက်လေးကနေဒီလိုလေးဆွဲချုပ်လိုက်မယ်ဒါဆိုရင်တိုင်လက်လေးနောက်တစ်တိုင်ရပြီโอเคနောက်တစ်ခုသွားဖို့အတွက်ချီကိုပထမဆုံးပြန်ရစ်မယ်ချီရစ်မယ်အပေါ်မှာချီရစ်ပြီးသွားရင်လက်လေးနဲ့ထိန်းထားပြီးတော့ဖုံမီလေးနောက်တစ်ပေါက်ထဲကိုအထည့်မယ်ချီကိုပြန်ပြီးတော့ရစ်ကော်လာမယ်โอเค3ပင်ဖြစ်သွားပြီအပေါ်မှာ3ပင်ဖြစ်သွားရင်တခါတည်းပြန်ပြီးတော့စုသိမ့်ဖို့အတွက်ချီကိုနောက်တစ်ခေါက်ပြန်ရစ်မယ်ရစ်ပြီးတော့မှအဲ့ရစ်ကော်လာတဲ့ချီလေးနဲ့အကုန်လုံးပေါက်ထရနဲ့ဆွဲပြီးတော့ချုပ်လိုက်မယ်ဒါ
ဒါဆိုရင်နောက်တစ်တိုင်ရသွားပြီ။ Okay နောက်တစ်ပေါက်သွားဖို့အတွက်ဒီမှာပုံမီလေးနောက်တစ်ပေါက်သွားမယ်။သွားဖို့အတွက်ပထမဆုံးခြေကိုအပေါ်မှာရစ်မယ်။လက်ကလေးနဲ့ထိမယ်။နောက်တစ်ပေါက်ထဲကိုအထည့်မယ်။ပြီးခြေလေးကိုပြန်ရစ်ကော်လာမယ်။အထည့်ထားတဲ့ပေါက်လေးကနေပဲဆွဲပြီးတော့ထုတ်လိုက်မယ်။အပေါ်မှာ3မိနစ်ဖြစ်သွားရင်အကုန်လုံးကိုစုသိမ်းပြီးတော့ချုပ်လိုက်မယ်။နော်ဒါဆိုရင်နောက်တစ်မိနစ်ထည့်ရပြီ။နောက်တစ်ခေါက်အတွက်ခြေရစ်မယ်။ဖူမီရဲ့ပေါက်လေးတွေကိုအထည့်ပြီးတော့ခြေကိုဆွဲကော်လာမယ်။အပေါ်မှာ3မိနစ်ဖြစ်သွားရင်တခါတည်းစုသိမ်းပြီးတော့ချုပ်လိုက်မယ်။နောက်တစ်နေ့ရပြီ။ Okay နောက်တစ်ပင်သွားဖို့အတွက်နောက်တစ်ပေါက်သွားဖို့အတွက်ခြေကိုအရင်ပြန်ရစ်မယ်။အဲလေးလက်လေးနဲ့ထိမယ်။ဖူမီအပေါက်လေးတွေကိုအထည့်ခြေလေးကိုရစ်ပြီးတော့ကော်လာအပေါ်မှာ3မိနစ်ဖြစ်သွားပြီစုချုပ်မယ်ခြေလေးကိုရစ်ပြီးတော့3မိနစ်စလုံးအပေါက်ထဲကနေဆွဲပြီးဒီဘက်ပေါက်ကိုဆွဲထုတ်လိုက်ဒီလိုလေးနော်နောက်တစ်ပေါက်ထိုးပွဲနောက်တစ်ပေါက်ထိုးဖို့အတွက်ခြေကိုရင်ဆုံးအပေါ်ကိုရစ်မယ်ရစ်ပြီးသွားရင်လက်လေးနဲ့ထိန်းထားမယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုအထည့်မယ်ခြေကိုရစ်ပြီးတော့အပေါက်ထဲကနေဆွဲကော်လာမယ်ဒါဆိုရင်3မိနစ်ရပါပြီရသွားရင်ဒီ3မိနစ်စလုံးကိုဆွဲချုပ်မယ်ခြေကိုရစ်မယ်ဆွဲကော်လာမယ်အကောက်လေးနဲ့ဆွဲကော်လာပြီးအဲ့အပေါက်လေးနော်အဲ့အပေါက်လေး3ပေါက်စလုံးနဲ့ဆွဲထုတ်မယ်ဒါတစ်ပိုင်းထည့်ရပြီနောက်တစ်တိုင်းသွားဖို့အတွက်ခြေကိုရစ်မယ်ထိန်းထားမယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုဝင်မယ်ခြေဆွဲထုတ်3ပင်ဖြစ်သွားရင်အကုန်လုံးစုပြီးတော့ချုပ်လိုက်မယ်ရပြီနော်လို့ရပါပြီဒါဆိုရင်ဒါတိုင်းလက်လေးတွေပေါ့နော်ဒီလိုလေးတွေတိုင်းလက်လေးတွေရပါပြီအခုနောက်တစ်တန်းဒီဘက်ကိုထပ်ပြီးတော့ထိုးပြမယ်ထိုးပြဖို့အတွက်နောက်တစ်တန်းတက်ဖို့အတွက်ပုံမီလေးတစ်တန်းတက်မယ်နော်ဒါကတော့တစ်တိုင်းတက်လဲရတယ်နှစ်တိုင်းတက်ရင်လည်းရတယ်ကိုတိုးကဒီလို line မြင့်မြင့်လေးလိုချင်နေဆိုရင်ပုံမီနှစ်တိုင်းတက်ပေါ့နော်အခုမင်းနှစ်တိုင်းတက်ပြမယ်နော်ပုံမီလေးတစ်တိုင်းခုနတစ်တိုင်းပြီးသွားပြီကိုနောက်တစ်တိုင်းတက်မယ်ရပြီပြီးဒါလေးကိုဒီဘက်လိုလှည့်လိုက်မယ်လှည့်လိုက်ပြီးတော့ဒီဘက်ပေါက်လေးကနေတိုင်လက်လေးနောက်တစ်ခါထပ်ထိုးမယ်ဒီကထိုးတဲ့အခါမှာဘယ်လိုပင်နေရာမှာထိုးရမလဲဆိုရင်ပထမဗီဒီယိုလေးရလို့ပဲတိုင်တုံးလေးထိုးခဲ့တယ်လို့ပဲပေါ့နော်ဒီမှာဖူမီလေးတွေရှိတယ်ဒီဖူမီလေးတွေရဲ့အောက်ခြေမှာပေါက်ကလေးရှိတယ်ဒီလိုလေးနော်ဒီကတော့ချီပြော့ဆိုတော့သူအခုံးလေးကတိတ်မတိတာဒီလိုတစ်ထုံနှစ်ထုံသုံးထုံလေးထုံငါးထုံဒီလိုအထုံးလေးတွေရှိတယ်ဒီလိုအပေါ်မှာကဖူမီတန်းလေးတွေဖူမီတန်းလေးရှိတယ်နော်အဲ့တော့ဒီအထုံးလေးတွေတစ်ထုံနဲ့ကြားလေးတယ်ဒီတစ်ထုံနဲ့ကြားလေးတယ်ဒီထုံနဲ့ကြားလေးတယ်ဒီလိုကြားလေးတယ်နော်ဒီလိုအထုံးကြားလေးတွေကိုခြေကိုအပ်ထည့်ပြီးနိုင်ယူသွားမယ်တိုင်လိုထိုးခဲ့တော့ငါလိုပဲဒီပေါက်လေးရနိုင်မယ်နိုင်တဲ့အခါမှာလည်းဒီလိုတစ်ပိန်နဲ့မဟုတ်ဘူးနော်ဖူမီနှစ်ဖက်ပါတယ်ဒီလို V shape လေးလိုနှစ်ဖက်ပါတယ်အဲ့နှစ်ဖက်စလုံးဟိုဘက်ဒီဘက်ရအောင်ဒီနိုင်ရမယ်နော်နောက်တစ်ပေါက်နိုင်တဲ့အခါမှာလည်းဒီကနေတစ်ခုံးနဲ့တစ်ခုံးကြားတွေကိုအထည့်လိုက်တယ်ဟိုဘက်ထိ V shape လေးနှစ်ခုစလုံးအပေါ်မှာပေါ်ရမယ်နော်အဲ့လိုပုံလေးနိုင်ရပါမယ်နောက်တစ်ပေါက်လည်းအဲ့လိုပဲရန်နေနိုင်ပါမယ်V shape လေးနှစ်ခုစလုံးပေါ်ရမယ်ဟိုဘက်ထိပေါ့နော်အဲ့လိုလေးကိုနိုင်ရမယ်ဆိုတော့နောက်တစ်ချမ်းထပ်ထိုးမယ်တိုင်တိုးဖို့အတွက်ပထမဆုံးခြေကိုရစ်မယ်အပေါ်မှာခြေရစ်လိုက်ပြီးလက်လေးနဲ့ထိပြီးတော့မနော်ခုနအပေါက်လေးထုံလေးနဲ့ထုံကြားတဲ့ကိုအထည့်လိုက်မယ်ဟိုဘက်ထိနော်ဒီဘက်ထိပြီးရင်အဲ့ပေါက်လေးရနေခြေကိုကောလာမယ်3မိနစ်ဖြစ်သွားပြီ3မိနစ်ဖြစ်သွားပြီအပေါ်မှာဒါဆိုရင်စူပြီးတော့ချုပ်လိုက်မယ်တိုင်းရပြီနောက်တစ်ပေါက်သွားမယ်ဒီမှာနော်နောက်တစ်ပေါက်လေးထိုးရမယ်ပေါက်လေးတွေဖူမီတန်း
နောက်တစ်ပေါက်တွားဖို့အတွက်ခြေကိုရင်ဆုံးရစ်မယ်ရစ်ပြီးရင်နောက်တစ်ပေါက်ဒီမယ်ပေါက်လေးတွေကိုထည့်လိုက်မယ်ခြေကိုရစ်ကော်လာမယ်အပေါ်မှာ3မိနစ်ဖြစ်သွားရင်အကုန်လုံးစုသိမ်းလိုက်မယ်ဒီပင်ရပါပြီနောက်တစ်ပင်သွားဖို့အတွက်ခြေရင်ရစ်မယ်ပြီးရင်နောက်တစ်ပေါက်ထဲကနေနိုင်လိုက်မယ်ဆွဲကော်လာမယ်အပေါ်မှာ3မိနစ်ဖြစ်သွားပြီစုပြီးတော့ချုပ်လိုက်မယ်နော်နောက်တစ်ပင်သွားဖို့အတွက်ခြေရင်မယ်ပေါက်လေးရနေပေါက်လေးနော်ဒီပေါက်လေးထောင်းလေးနဲ့ထောင်းကြားလေးရနေထည့်လိုက်မယ်ဟိုဘက်ဒီထိုးထည့်လိုက်ပြီနော်လိုလေးဒီရှိကလေးနော်ဒီချီရသိမမြင်အောင်ဒီရှိကလေးနှစ်ခုစလုံးပေါ်အပေါ်မှာရောက်အောင်အရင်မှာချီကိုဆွဲကော်လာမယ်အပေါ်မှာ3မိနစ်ဖြစ်သွားရင်တခါတည်းစုသိမ်းလိုက်မယ်နောက်တစ်ပင်သွားဖို့အတွက်ချီတင်မယ်ဆွဲကော်လာမယ်အပေါ်မှာ3မိနစ်ဖြစ်သွားရင်စုပြီးတော့ချုပ်လိုက်မယ်နော်နောက်တစ်ပင်သွားဖို့အတွက်တိုင်လက်ဖြစ်တဲ့ပထမဆုံးချီရမယ်ချီတော့ချီကိုတစ်ပင်ရေးယူမယ်အပေါ်မှာချီရပါရင်ပေါက်လေးတွေကိုအထင်မဲ့ချီနောက်တစ်ခေါက်ရေးယူလာမယ်ပေါက်လေးတွေကနေရေးယူလာမယ်အပေါ်3မိနစ်ဖြစ်သွားရင်အကုန်လုံးစုသိမ်းမယ်ချီရမယ်ပေါက်လေးတွေထည့်မယ်ဆွဲကော်လာမယ်ချီရမယ်ပေါက်လေးတွေကနေအထည့်ပြီးတော့ချီကိုဆွဲယူလာမယ်3မိနစ်ဖြစ်သွားရင်စုပြီးတော့ချုပ်လိုက်ချီရမယ်ထည့်လိုက်မယ်ဆွဲယူမယ်စုပြီးတော့ချုပ်လိုက်နော်အဲဆိုရင်တိုင်လက်လေးနှစ်တိုင်ရပါပြီနော်တိုင်လက်လေးနှစ်တိုင်ရပါပြီဒီလေးပါပြီးဒီဘက်တန်းပြီးသွားပြီဆိုတော့ဒီဘက်ကိုပြန်လာမယ်လာဖို့အတွက်တန်းတက်ဖို့အတွက်ဖုန်မီလေးနှစ်တိုင်ထိုးလိုက်မယ်ပြီးရင်ဒီဘက်ကိုလှည့်မယ်လှည့်ပြီးရင်လည်းခုနကတိုင်မယ်ဒီလိုခုနဲ့တခုံကြားတယ်နော်မြင်တောင်ပြဆွဲနော်ဒီပင်နဲ့တပင်နှစ်ပင်သုံးပင်ဒီတပင်နဲ့တပင်နဲ့လိုကြားတယ်ပင်နဲ့ပင်နဲ့ကြားလေးတယ်ပင်နဲ့ပင်နဲ့ကြားလေးတယ်နော်ဒီလိုကြားလေးတွေယူသွားမယ်ပုံမှန်ကြည့်လိုက်ပြီးရှိကလေးနော်ဒီလိုကြားတယ်ထုံးလေးတွေကြားလေးတွေမှာသွားမယ်နော်ဒီလိုဖုန်မီလေးပြီးရှိလိုဖုန်မီလေးရဲ့အောက်ခြေဖုန်မီလေးရဲ့အောက်ခြေထုံးနဲ့ထုံးကြားတဲ့ပေါက်လေးပေါက်လေးတွေနိုင်မယ်နော်ချီရမယ်ဒါချီရမယ်ထဲမယ်ဆွဲယူမယ်3မိနစ်ဖြစ်သွားရင်ဆွဲချုပ်မယ်ချီရမယ်အထည့်ပြီးတော့ဆွဲယူမယ်ချုပ်လိုက်မယ်ချီရမယ်ပေါက်လေးနဲ့ထည့်ပြီးတော့ဆွဲယူလာမယ်ဆွဲ3မိနစ်ဖြစ်သွားရင်ပေါင်းပြီးတော့ချုပ်လိုက်ချီရမယ်တွေ့ယူလာမယ်ဒါဆိုရင်ဒီလောက်ဆိုရင်ထိုးတက်ပြီးလောက်ပြီလို့ထင်တယ်နော်အစမှာတော့ဖြည်းဖြည်းချင်းကြိုးစားပြီးတော့ထိုးကြည့်ပါရှေ့ဗီဒီယိုလေးတွေမှာလည်းslit knot လောက်တာလေးတွေပုံမီထိုးတာလေးတွေတိုင်တိုးထိုးတာလေးတွေကိုရှေ့ဗီဒီယိုလေးမှာတင်ပေးထားတာရှိတယ်ဒီဟာတိုင်လည်းမထိုးခင်မှာပေါ့နော်အဲ့ဒါလေးမကြည့်ရသေးဘူးဆိုရင်အဲ့ဒါလေးကိုအရင်ဆုံးသွားကြည့်ပါအ
အဲ့ဒါမှအခြေခံလေးတွေကိုအခြေခံလေးအစကနေသိမှာပေါ့နော်ဒါဆိုရင်တိုင်လက်လေးတွေတိုင်လက်လို့ခေါ်ပါတယ်အခြေခံကြည့်တိုးလေးတွေကလောက်ဆိုရင်ရပြီလို့ထင်တယ်နော်အလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပဲနောက်ဗီဒီယိုလေးမှာတိုင်ရှိဘလို့ထိုးလဲဆိုတာကိုထိုးပြပေးပါမယ်တဘောကြတဲ့ဆိုရင်မိရဲ့ channel လေးကို subscribe လေးလုပ်ပေးသွားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်